Hello ဒီနေ့ကျွန်မအပြင်သွားစရာလေးရှိပါတယ်အပြင်မသွားခင်မှာ unboxing video လေးလုပ်ပြသွားပါမယ်ကျွန်မအခု present ပေးထားတာကဒီ Thai brand cosmetic တစ်ခုကပဲ present ပေးထားတာဘာလေးလဲမသိပါဘူးအရင်စိတ်လှုပ်ရှားနေပါတယ်အဲ့တော့ unboxing လုပ်ကြမယ်ဒါကဒီလို Oh my god it's so cute cushion လေးချက်ဖို့ကောင်းတယ်ရောကျွန်မအသားညိုတော့ဒီကအဲ့လို cosmetic တွေmakeup တွေနဲ့ဆိုလို့ရှိရင်ကျွန်မအသားရည်ကလုံးဝတုံးအောက်ဆုံးအဆင့်သုံးပါပါတယ်အဲ့တော့ဒီမှာသူတို့ထည့်ပေးတာက03 honey ဆိုရဲဟာလေးထည့်ပေးထားရပေါ့နော်အဲ့တော့unboxingလုပ်ကြည့်မယ်တိတ်လည်းမဖောက်ရဲဘူးနူးနူးထွတ်ထွတ်လေးမို့လို့ Oh my god just it's really cute သူကခဏလေးသူကဘာကောင်းလဲဆိုတော့on nose sticky ဘယ်လိုပြောမလဲကစီမဖြစ်ဘူးပြီးတော့ full coverage ဖြစ်တယ်24 hour white control moisturizer ပါတယ်ပြီးတော့အသားရည်တဲ့ကိုတခါရဲစိတ်ဝင်သွားတဲ့ effect မျိုးဖြစ်အောင်လို့လှုပ်ဆောင်ပေးနိုင်တယ်ဒီမှာသူရဲ့ပါတဲ့ effect တွေဒီမှာပါ it's really cute အတူတူဖွင့်ကြည့်လိုက်ရအောင်နော်ဘယ်လိုဖွင့်ရလဲမသိဒီမှာOh my god look at this ဒီလိုမျိုးပုံစံလေးနဲ့အတွင်းရဟာလေးဒီမှာပါIt's really cute ကျွန်မကိုယ်တိုင်သုံးကြည့်ပါမယ်ဒါအနီးက packaging ဘိုင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်မပြထားတာပါအရင်ချစ်ဖို့ကောင်းတဲ့ packaging လေးဖြစ်ပါတယ်အခုကျွန်မကိုယ်တိုင် try ကြည့်ပါမယ်อุ้ยတကယ်ဘယ်လိုပြောမလဲအေးရပဲရောမျက်နှာနှိမ့်လိုက်တာနောက်မှကျွန်မမှာအမယုတ်လေးရှိရယ်အမယုတ်လေးရှိပါတယ်ပြီးတော့ဒီနားမှာ dark side လေးရှိပါတယ်အဲ့တော့ဒီဥစ္စာလေးတွေကိုဖုံးကြည့်ပါမယ်ကုရှင်ဆိုတာလေမိတ်ကပ်လိုမျိုးဆွဲပြီးတော့လိမ်ရတဲ့အရာမဟုတ်ပါဘူးဒီလိုတစ်ချက်ရှင်းစီအဲ့လိုပုတ်ပြီးတော့လိမ်ရတဲ့အရာပါအဲ့တော့ဒီမှာပုတ်ပြီးတော့လိမ်မယ်အိုးတကယ်ကောင်းတယ်ရောဘယ်လိုပြောမလဲ moisturizer တဲ့အပြည့်ရှိရလို့ခံစားရတယ်အဲ့လိုမျက်နှာပေါ်တင်လိုက်တာနဲ့အေးနေရပဲ it's really good ကျွန်မဒီမျက်နှာတစ်ချမ်းကိုအရင်ဆုံးသုံးရပါမယ်ဟောလေဘယ်လိုပြောမလဲမျက်နှာပေါ်တင်လိုက်ရတဲ့ feeling ကအဲ့လိုမိတ်ကပ်သားကြီးအရင်ထူကြီးလည်းမဖြစ်နေဘူးလုံးဝအပြင်မှာ full coverage ဖြစ်တယ် moisturizer တက်လည်းပါတယ်လုံးဝ soft ဖြစ်တယ်ရောပြီးတော့သူပြောထားတဲ့အတိုင်းပဲ no sticky it's really good နေမှာဒီဘက်တစ်ချမ်းသုံးပြမယ်နော်
ဟုတ်ဒီမှာ make up လိမ့်လို့ရှင်ကိုရီးယားပလေးပဲလိမ့်တဲ့သူမဟုတ်လို့ပြမယ်ဆိုလို့ရှင်တော့ပကြည်လေးပဲလိမ့်တဲ့သူမဟုတ်လို့စတာပါတကယ်လဲပကြည်လိမ့်တဲ့သူကြိုက်တဲ့သူကကြိုက်တယ်ထူလိမ့်တဲ့သူကထူတယ်အဲ့တော့အဆင်ပြေတယ်နှစ်ပူးလေးကိုနည်းနည်းလေးပဲကျွန်မလိမ့်ပါမယ်နောက်ဆိုနှစ်ပူးဘက်ကအသားတွေကလေကျွန်မအစီပြန်တက်တော့မိတ်ကပ်နဲ့ဆိုလို့ရှိရင်အဆင်မပြေပါဆိုလို့အဲ့တော့Oh my god. This size and this size. It's really good. ညနာပေါ်ကိုကူရှင်ဖြစ်ဖြစ် makeup ဖြစ်ဖြစ်တင်တာနဲ့ကိုက moisturizer effect ရစေဖို့အတွက် tips တစ်ခုနဲ့ပြောပြပေးသွားမယ်အဲ့လို tips ရဖို့အတွက်ကိုစီမှာ moisturizer setting spray ဖြစ်ဖြစ် moisturizer တီးတန့် spray ဖြစ်ဖြစ်ဝယ်ထားတင်တယ်ပြီးရင်ကိုသုံးနေကြ puff ကိုယူပြီးတော့ဒီ setting spray လေးကိုလှုပ်ဒီလိုဖြန်းပြီးရနဲ့ makeup သားဖြစ်ဖြစ်ကိုရှင်သားကိုယူသွားရနဲ့မျက်နှာကိုလိမ့်ကြည့်တကယ် moisturizer တဲ့အပြည့်အဝရတယ်ပြီးတော့တနေ့ကုန်လုံးရေဆိုခံချွေးဆိုခံခံတယ်အရန် confidence ရှိသွားသလိုခံစားရတယ် love this final step အနေနဲ့ကျွန်မ blusher မသုံးရသေးပါဘူးဒါကြောင့်ကျွန်မ blusher သုံးရမယ်ဒီနေ့ blusher လေးက Morphe ထုတ်တဲ့ blusher လေးပါကျွန်မဟာတော်တော်လေးကိုကြာနေပြီမဟုတ်လို့သူက cream type တော်တော်သုံးလို့ကောင်းတဲ့တဲမှာပါတယ်ပြီးတော့final step ကိုအမြန်ဆန်လိမ့်ချင်တဲ့သူတွေအတွက်လည်းအဆင်ပြေတယ်ဒီ blusher လေးကလေကျွန်မဝယ်ထားတာတော်တော်ကြာပြီပေါ့နော် Morphe and Charles Lam တူသူကလေ TikTok star လေသူအဲ့ဒီတုန်းကMorphe နဲ့ collaborate လုပ်ပြီးတော့ထုတ်ထားတဲ့ဟာတော်တော်ကြာပြီသူက satellite ရှိရပေါ့နော်ဒီ blusher ရဲ့eyeshadow ရဲ့ lip gloss ရဲ့ this is my final step နှာခေါင်းလေးကိုနည်းနည်းလေးဆက်လိုက်ပါမယ်ကျွန်မရဲ့ final step ကိုကျွန်မလက်နဲ့ပဲ plan လုပ်လိုက်ပါတယ်အဲ့တော့ okay ဒီပါလေးနည်းနည်းလေးနေနေ okay finish အကောလို့ပြီးသွားလို့ရှိရင် setting spray ဖြန့်ဖို့မမေ့နဲ့ဒီနေ့ရဲ့ပရင်မာလေးကသူ့ပါလိုချင်တယ်ဆိုလို့ရှိရင်ခြေနှောက်နဲ့မှဝယ်သွားနော်